အမမြင့်မြင့်ထေတို့လိုလူမျိုးတွေမြန်မာနိုင်ငံမှာပေါ်လေလေညီမလေးတို့လိုမျိုးအခြေခံလူဒန်းစားအသေးစားလုပ်ငန်းရှင်တွေတိုးတက်လေလေဒီလိုအိမ်မှာလုပ်တဲ့အခြေခံလူဒန်းစားတွေရဲ့ဘဝကခိုင်မာမှုရှိလေပဲမသိလားနော်လိုကန်ဘရန်ကိုလိုက်ပြီးတော့မှသုံးပြတဲ့ဘာလို့လဲဆိုတော့ကိုမြန်မာနိုင်ငံကထွက်ကုန်တွေကိုတန်ဖိုးပို့ပြီးတော့မှရှိအောင်လို့တဲ့ကျေးဇူးတင်ပါတယ်မမနော်ဟိုညီမလေးတို့ဒီမျက်နှာတွေဒီရုပ်ဒီရည်တွေကိုမြန်မာနိုင်ငံမှာနေပြီးတော့မှရောင်းချရတယ်ပြီးတော့ဒါတိုင်းဒေသကြီးကနေပြီးတော့မှအတိမတ်ပြုတဲ့တက်ခွဲအဖြေတွေယူပြီးတော့မှရောင်းချရတယ်ပြီးတော့ညီမလေးတို့ဒီလုပ်ငန်းတွေဒီကိုကတနိုင်တစ်ပိုင်းစီးပွားရေးလုပ်ငန်းအသေးစားလုပ်ငန်းကနေပြီးတော့မှဒီချိန်ထိရောက်လာခဲ့တာဖြစ်တဲ့အတွက်အိမ်မှာမိသားစုဝင်တွေအများကြီးရဲ့ဟိုအလောက်အကန်ခွင်လန်းနေပို့ရှိတဲ့ပေါ်မမရဲ့နော်အဲ့တော့တချို့ကကြတော့ဘယ်လိုလဲဆိုတော့ညီမလေးအခုဒီမြန်မာနိုင်ငံမှာဆိုရင်ပထမဦးဆုံးအနေနဲ့အစီချစေတဲ့ဘိုက်ချက်စေတဲ့ဝမ်းမှန်စေတဲ့ဒီချင်းစော်ကားကိုထုတ်လုပ်လိုက်တယ်အဲ့ဒါတချို့ကကြတော့ဗာပစ္စည်းတွေနဲ့လှုပ်ထားမှန်းမသိဘူးလို့စိတ်ကောချပါမလားလို့ဘာလုပ်လို့ဘာထဲလို့ထဲမှန်းမသိတဲ့ပစ္စည်းတွေမတောက်ရဲဘူးလို့အစသဖြင့်အဲ့လိုတွေရှိတယ်ပေါ့နော်မမညီမလေးတို့ရောင်းတာဒီအဲ့လိုရောင်းတာမဟုတ်ပါဘူးတိုင်းဒေသကြီးကနေပြီးတော့မှအတိမတ်ပြူတဲ့ဓာတ်ခွဲပြေတွေဒီဘူးတွေမှာလည်းခိုင်မာမှုတွေပါထားတာဖြစ်တဲ့အတွက်လူတွေကိုဘေးရွက်ဆိုကြမရှိစေဘူးတဘာဝယူတွေနဲ့လှုပ်ထားတာပါနော်မမပြီးတော့ကြတော့သူ့ဥစ္စာကောင်းတယ်အဲ့ဒါကိုအနေနဲ့အစ်စ်ဝယ်လာတာဂျိုင်းမပါလို့ဟောအဲ့ဒါမမရဲ့သိတာညီမလေးတို့ကတစ်တော့ကနေပဲအဓိကဈေးကွက်ပေါက်တဲ့သူတွေဖြစ်တဲ့အတွက်ကိုတစ်တော့ကဗီဒီယိုတွေမကြရင်သူဖြတ်ချတာမျိုးလေးတွေဗာလေးလည်းရှိတယ်ပေါ့နော်အဲ့ဒါကြောင့်မို့လို့ညီမလေးစေးတောင်းရင်းနဲ့ reply လေးပြန်လိုက်တာပါနော်အဲ့တော့ကြတော့ညီမလေးတို့လိုမျိုးအသေးစားလုပ်ငန်းလေးတွေကိုမမတို့လိုမျိုးတန်ဖိုးထားတဲ့သူတွေရှိတဲ့အတွက်လေကျေးဇူးတင်တယ်ညီမလေးတို့လုပ်ငန်းလေးတွေရေးရှည်တည်တဲ့တိုးတက်တာနဲ့အစကိုဒီရက်ွက်ထဲရလူတွေကိုမျိုးကဒေသခံလူတွေအလောက်ကန်ခွင်လန်းတွေပေါ်များတယ်ပြီးတော့ညီမလေးတို့ဒီထဲမှာထဲတဲ့ထောက်ကုန်ပစ္စည်းတွေကလည်းဒီကိုမြန်မာပြည်ထွက်တဲ့ပစ္စည်းတွေကြီးပဲတဘာဝပစ္စည်းတွေကိုပဲရိုးပြစ်ထိုးထားတာဖြစ်တဲ့အတွက်လူတွေအတွက်ဘေးရွက်ဆိုကြမဖြစ်ဘူးကျမကြီးနဲ့ညညွတ်တဲ့ဒါလူနေမှုအစင်တန်းတွေလည်းအဆင်ပြေတယ်အကောင်လုံးမရဲ့အဖက်ဖက်ကနေပြောပါ fine ဖြစ်တယ်ပေါ့နော်အဲအကြောင်းမို့လို့ညီမလေးကိုယ်တိုင်လည်းဂုဏ်စွာနဲ့ထုတ်လုပ်တယ်နေ့စဉ်နေ့တိုင်းဝယ်ယူအားပေးတဲ့ထမင်းရှင်တွေကိုလည်းဒီအိမ်မှာအလုပ်အတူတူလုပ်တဲ့မိသားစုဝင်တွေရောက်ချင်းစီတိုင်းရဲ့ကိုစားညီမလေးရတဲ့ကျေးဇူးတင်တယ်အဲ့လိုပဲညီမလေးတို့ပစ္စည်းကိုဝယ်ယူသုံးစွဲပြီးတော့ကြတော့မှဒီလိုစီချိုတက်တာတဲ့ခေါက်တက်တာတဲ့လေးဘက်နာတက်တာတဲ့အရေးပြားယောဂါတွေတက်တာကြတဲ့ခန္ဓာကိုယ်ထဲမှာစီဝမ်းသွေးလေးညညွတ်နေတဲ့အတွက်သူတို့မှရှိတဲ့ယောဂဝေဒနာတွေတက်တာပြောက်ကင်းနေဆိုတော့တခါသူတို့ကညီမလေးတို့ကိုပြန်ပြီးတော့မှကျေးဇူးတင်နေပေါ့နော်အဲ့တော့ကိုရီကိုင်းကျွမ်းမိကျွန်းကားမိအလုံးလုံးရတာထမင်းနေစားရတာနော်အဘက်ဘက်ကနေပြီးတော့မှဟိုတယောက်နဲ့တယောက်ပြန်ပြီးတော့မှအကျိုးပြုရတဲ့လုပ်ငန်းတွေဖြစ်တဲ့အတွက်ကိုညီမလေးကိုယ်တိုင်လည်းတန်ဖိုးထားသလိုမမတို့ကဒီလိုမျိုးလေး comment လေးတွေရေးပြီးတော့မှအတိမတ်ပြုတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်ထပ်ပြီးတော့မှလည်းကြိုးစားသွားပါမယ်